အားလုံးပဲမင်္ဂလာပါဒါကတော့မြောက်လူကန်ရွာကိုစစ်တပ်ကမိရှို့လိုက်လို့လုံးဝပြာကျသွားတဲ့အချိန်တွေပေါ့နော်ဒါမြေပြင်ကတကယ်ဖြစ်ရမှန်ပါကဲရုံမှာပတ်သက်တဲ့ခွေးဘလူးတွေညာပြောင်းလို့ကနဲ့ခုတော့ပြောင်းလို့ကလာကြည့်ရှားပုံပဲရှိတော့တယ်ကပုံလေးရပါတယ်လေပြောင်းလို့ကရေနောက်ကြည့်ကြည့်တောက်မိရင်မပြန်နိုင်ဘူးတဲ့အမေပခုတ်တူလေးဝင်းနာရွာတဲ့ပေါ့နော်တလုံးရှာဖွေစုဆောင်းထားတဲ့ဟာလေးတွေအကုန်လုံးပုံသွားပြီနော်ဘလောက်ရင်နာဖို့ကောင်းဘူးပြောင်းလို့ကကြည့်ကြပါဦးပြောင်းပြီးရင်မပြန်ခင်တဲ့ပြောင်းလို့ကနဲ့ခုတော့ကြည့်ကြပါဦးပြောင်းလို့ကရေနောက်ကိုရွာကိုအိမ်လို့ရှိရင်ဘလို့ခံစားရမလဲဗျာတွေ့လိုက်ကြည့်ဒါကတော့တကယ်အညာဒေသရွာတွေရဲ့မီးရှို့ခံရတဲ့ဖြစ်စဉ်မှာတကယ်စစ်ဘလူးမိတ်ဆာတွေရဲ့မီးရှို့တဲ့ဖြစ်ရမှန်နေပေါ့နော်ဖြစ်ရမှန်မှာဒါအလိမ်ညာမဟုတ်ဘူးနော်ဒါပေမဲ့ပောက်ကိုတော့ဘယ်လိုပြောထားလဲဆိုတာကိုကျွန်တော်တို့ကြည့်ရမယ်အခုဒီမှာရန်ကုန်မြို့ကအခြေအနေလေးကိုလည်းကြည့်လိုက်ပါပေါ့နော်ရန်ကုန်မြို့မှာတော့လမ်းလျှောက်တကြံတွေကျင်းပနေတယ်ပေါ့နော်ဒါကစစ်မိတ်ဆာတွေရဲ့လုံထုံးလုံနည်းပါပဲတစ်ဖက်ကပန်းကင်နဲ့တစ်ဖက်ကတန်လျက်ကင်စစ်ဘလူးမိတ်ဆာတွေရဲ့ထုံးစံအတိုင်းပဲပေါ့နော်တစ်ဖက်မှာဒီလိုမြင်ကွင်းတွေကိုချပြထားပြီးတော့တခြားတစ်ဖက်မှာတော့မိတွေရှို့ပါမယ်ရွာတွေကို PDF ဆုံးမိုးတယ်ဆိုတဲ့နေမီရွာတွေကိုဘုံနေခြင်းမယ်မိတွေရှို့မယ်ဒါသူတို့ရဲ့လုံထုံးလုံနည်းပေါ့နော်ဗျာတွေကရိုးအီနေပါပြီအဲ့ဒါကိုအခုလိုအချိန်နေမှာဗျာကိုမိသားစုတကြံကာလာကြီးမှာကိုမိသားစုကိုရဲ့ဆွေမျိုးတွေထဲကတယောက်ယောက်ပဲချုပ်ထဲမှာရှိနေတယ်ပဲဖြစ်ဖြစ်ကိုရဲ့ရွာအခုလိုမျိုးဖြစ်သွားတယ်ပဲဖြစ်ဖြစ်ဒီလိုမျိုးပြောနိုင်မလားပန်းနိုင်မလားလို့ကျွန်တော်စဉ်းစားကြည့်မိတယ်ပေါ့နော်ဒီလိုပြောပန်းနေတဲ့သူတွေကိုတကယ်ကိုပဲ